Hello အားလုံးမင်္ဂလာပါဒါကတော့မူသေးရိုဘော်ရကီကိုတတိယမြောက်ရောက်ရှိရနေဖြစ်ပါတယ်ပထမဆုံး rooftop ကနေပြီးတော့မူသေးရိုပင်လယ်ရဲ့ view လေးကိုကြည့်ဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် view လေးကတွေ့တဲ့အတိုင်းမှာအရန်လာတယ်ပြီးတော့ဒီမှန်ပြောင်းအောင်လဲတော်တော်လေးအနည်းထိကြည့်လို့ရတယ်ဒီလားရွက်လေးဆိုဒီမှာကြည့်ရတော့ဝင်းနေပေမဲ့ဆွဲကြည့်ရခါမှာတော်တော်အနည်းနည်းလေးမြင်ရတယ်ပေါ့နော်ပြီးတော့မူသေးတို့ပုတ်လေးနဲ့ပေါ့နော်အနီးနားရှိတဲ့ကျုံးလေးတွေကိုတငယ်ချင်းတွေနဲ့အတူလိုက်လည်ဖြစ်ပါတယ်ဘုတ်ပေါ်မှာလည်းတပုံတွေအများကြီးရိုက်ခဲ့တယ်ပြီးတော့ model snorkeling လုပ်တယ် snorkeling လုပ်ပြီးတော့ဒီအမငကတ်တစ်ဖက်ပြောင်းလို့ပေါ့နော် model လိုက်ရှာပြေးခဲ့တယ်ဒါပေမဲ့မတွေ့ခဲ့ပါဘူးဆိုတော့ဂျန်နဲ့ငကတ်တစ်ဖက်ကိုပါပင်လယ်လေးပြစ်ချခဲ့ပါတယ်ပြီးတော့မူသေးရိုဟိုတယ်ကိုပြန်ခဲ့တယ်ဟိုတယ်ရဲ့ရေကူးကန်ထဲမှာလည်းမူသေးရိုရေကူးခဲ့ပါသေးတယ်နေခင်အမနဲ့အတူလမ်းလျှောက်ထွက်ခဲ့ပါတယ်ပင်လယ်ဖြူလေးကိုကြည့်နေပေါ့နော်
ကိုရီးယားဘူဖေစားဖြစ်ပါတယ်ဟိုတယ်မှာပဲဝယ်စားဖြစ်တာပါဒီအကင်တွေကိုပေါ့နော်ဒီဝန်ထမ်းမကြီးရန်ကင်မေးရဖြစ်ပါတယ်စားလို့ရန်ကောင်းခဲ့တယ်ဒီလားပြီးတော့ဟိုတယ်ကပြတဲ့ fire show လေးကိုကြည့်ခဲ့တယ်โอเคပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုသစ်တွေမှာထပ်တွေ့ကြမယ်နော်